ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့်ပထမဆုံးမြန်မာနိုင်ငံသားမြန်မာနိုင်ငံ၏ပထမဆုံးသောသမ္မတမြန်မာနိုင်ငံ၏ပထမဆုံးသောဝန်ကြီးချုပ်ဧဝရက်တောင်ကိုပထမဆုံးတက်ရောက်နိုင်ခဲ့သည့်မြန်မာနိုင်ငံသားဝစ်လုံတော်ရဖွဲ့ကိုပထမဆုံးရရှိခဲ့သည့်မြန်မာနိုင်ငံသားလေထီးခုန်ခြင်းကိုပထမဆုံးပြုလုပ်ခဲ့သည့်မြန်မာနိုင်ငံသားမြန်မာနိုင်ငံရဲ့ပထမဆုံးသော ICS အရာရှိအနောက်တိုင်းစစ်ပညာဖွဲ့ပထမဆုံးရရှိခဲ့သည့်မြန်မာနိုင်ငံသားအင်္ဂလိပ်မြန်မာအပိဓာန်ကိုပထမဆုံးပြုစုခဲ့သူမြန်မာနိုင်ငံ၏ပထမဆုံးသောအမျိုးသမီးပါမောက္ခချုပ်မြန်မာနိုင်ငံတွင်ပထမဆုံးသောလေယာဉ်မောင်းသူရုပ်ရှင်ထူးချွန်ဆုပထမဆုံးရရှိခဲ့သည့်မင်းသား